အိန္ဒိယနိုင်ငံမှာသေဆုံးနိုင်ခြေအလုံးမြတ်မားတဲ့ virus တစ်မျိုးတိတ်တဆိတ်ပြန့်နှံ့နေပါတယ်။ဒီနေ့မှာတော့အနောက်ဘင်္ဂလားပြည်နယ်ကိုထိတ်လန့်စေနေတဲ့နီပါ virus ကူးစက်မှုရဲ့အနောက်ွယ်ကအကြောင်းအရာတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဟုတ်ပါတယ်။လင်းတို့ကနေလာပြီးကူးစက်ခံရရင်သေဆုံးနိုင်ခြေ95%အထိရှိတယ်ဆိုတာစဉ်းစားကြည့်ုံနဲ့တင်တော်တော်နှကောပါတယ်။အခုဆိုရင်အိန္ဒိယနိုင်ငံကကျန်းမာရေးအရာရှိတွေဟာဒီ virus ကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့အပြင်းထန်ကြိုးစားနေရပါတယ်။ ဒီဇလန်က2026ခုနှစ်ဇန်နဝါရီလနောက်ပိုင်းမှာစခဲ့တာပါ။ကိုလ်ကတာမြို့အနီးကဆေးရုံတစ်ခုမှာကူးစက်မှုတွေစုပြုံဖြစ်ပွားခဲ့တဲ့အတွက်အရေးပေါ်ပြည်သူ့ကျန်းမာရေးတုံ့ပြန်မှုတွေချက်ချင်းလှုပ်ဆောင်ခဲ့ရပါတယ်။ကဲဒီလောက်ဆိုရိတ်နေရတဲ့နီပါ virus ဆိုတာတကယ်တော့ဘာလဲဘယ်ကနေစားပြီးဘယ်လိုအန်တရာယ်ရှိသလဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်။နီပါ virus ဆိုတာကတရက်ဆန်ကနေလူကိုကူးစက်တဲ့ virus မျိုးစားပါအဓိကအဖြစ်အသီးစားလင်းတို့တွေကနေတဲဆောင်ထားတာဖြစ်ပြီးသူတို့စီကနေတဆင့်လူတွေနဲ့ဝက်လိုမျိုးတခြားတရက်ဆန်တွေစီကိုကူးစက်နိုင်ပါတယ်ကူးစက်မှုကွင်းဆက်ကဒီလိုမျိုးစတင်ပါတယ်အဓိကတဲဆောင်သူကတော့အသီးစားလင်းတို့တွေပေါ့သူတို့ရဲ့တန်သွေးတွေစွန့်ပစ်ပစ္စည်းတွေနဲ့ညင်မြန်းနေတဲ့အသင်းအနှံတွေထိုင်းရည်တွေကိုလူတွေစားတော်မိရကန်နေကူးစက်ပါတယ်ပြီးတော့အဲ့ဒီကန်တွေမှာတဆင့်လူချင်းချင်းမှထမှန်ကူးစက်ပြန်နှံ့ထွေးနိုင်ပါတယ်ဒီကိန်းကနန်းတွေကကြွရာလေးကိုကြောက်စရာကောင်းပါတယ်ဒါဟာနီပါ virus ကူးစက်ခံရရင်သေဆုံးနိုင်တဲ့နှုန်းဖြစ်ပါတယ်ပြောရရင်ကူးစက်ခံရဘူး၄ယောက်မှာ၃ယောက်နီပါအထိသေဆုံးနိုင်ခြေရှိရာကိုပြောနေတာပါဒါကြောင့်ပဲကမ္ဘာပေါ်မှာအန်ဒီရဲ့ရှိဆုံးယောဂတွေထဲကတစ်ခုဖြစ်သတ်မှတ်ထားတာပေါ့ယောဂရဲ့အန်ဒီရဲ့ကသူ့ရဲ့လီမြန်တဲ့တိုးတက်မှုမှာရှိနေပါတယ်အစားပိုင်းမှာတော့တာမန်တုပ်ကွေးလို့ဖျားတာခေါင်းကိုက်တာမျိုးနဲ့စတင်ပေးမဲ့24နာရီကနေ48နာရီအတွင်းမှာပဲဦးနှောက်ရောင်ရမ်းတာလို့ပြင်းထန်တဲ့အာယုံကြောဆိုင်ရာပြဿနာတွေအထိဖြစ်သွားပြီးအသက်အန္တရာယ်ရှိတဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်။ကဲဒါကတော့နီဗာဗိုင်းရပ်စ်အကြောင်းသိထားတင်တာလေပေါ့။အခုလက်ရှိအခြေအနေကိုဆက်ကြည့်ပြီးမြေပြင်မှာဘယ်လိုတွေဖြစ်နေတယ်လဲဆိုတာကြည့်လိုက်ရအောင်။ဒီဖြစ်စဉ်ကိုပြန်ကြည့်ရင်အဖြစ်ပြက်ဒီကဘလောက်မြင်မြန်ဆန်ဆန်ဖြစ်ပွားခဲ့လဲဆိုတာတွေ့နေပါတယ်။တန်တီယာလူနာတို့ဦးတည်ဆုံးပြီးသိမကြခင်မှာပဲအဲ့ဒီဈေးရုံကတူနာပြူနိုဦးမှာယောဂပိုတွေ့ရှိခဲ့ပြီးကူးစက်မှုအဆုအပြုံကိုအတည်ပြုနိုင်ခဲ့ပါတယ်။အာနာပိုင်တွေကလည်းချက်ချင်းဆိုသလိုယောဂစစ်စစ်ရေးတက်ခွက်ခန့်တယ်လို့ပြီးထိတွေ့သူတွေကိုအသွားအလာကန်တတာမျိုးတွေလွတ်ဆောင်ခဲ့တာကိုတွေ့ရမှာပါဒီကိန်းကနန်းတွေရလက်ရှိမှာကူးစက်ခံရသူမဟုတ်ရှိပြီးအဓိကဆိုရင်စရာကတော့အလုံးဟာကျမကြီးဝန်ထမ်းတွေထိနေတာပါပဲဒါဟာလူနာစီကနေလူချင်းချင်းကူးစက်မှုဟာအလွန်လွယ်ကူပြီးစေယုံတွင်ကူးစက်မှုကနေရက်တန့်အောင်ထိန်းချုပ်နိုင်မှုဘလောက်အရေးကြီးကောင်ပြနေတာပါဒါကြောင့်ထိတွေ့ခဲ့သူလူ100နီးပါးကိုအသွားအလာကန်တက်ဆောင်ကြည့်နေတာဖြစ်ပါတယ်ဒီတော့အဓိကအချက်ကတော့အာနာပိုင်တွေဟာ virus ကိုအများပြည်သူကြားပြန့်နှံ့မသွားအောင်တားဆီးဖို့ဖြစ်နိုင်တယ်မြတ်ထိတွေ့ခဲ့သူအလုံးကိုခြေရာခံလိုက်နေတယ်ဆိုတာပါပဲဒီလောက်အန်ဒီယများတဲ့ virus ကိုတားဆီးဖို့ဘာတွေလုပ်နိုင်မလဲဒါဟာနီပါ virus တဲ့ကျန်းတဲ့အရှိတရားပါပဲလက်ရှိအချိန်ထိသူ့အတွက်ကောက်ွယ်စေရောတိကျတဲ့ကုသဆေးပါမရှိသေးပါဘူးဒါကြောင့်ကုသမခံရအောင်ကြိုတင်ကောက်ွယ်ခြင်းဟာအရေးကြီးဆုံးမဟာဗျူဟာဖြစ်လာပါတယ်ဒီတော့ကာကွယ်ရေးဟာအထီးရောက်ဆုံးနီလန်းထီလာပါတယ်။ကျမရဲ့အရာရှိတွေကလင်းနိုးကိုက်ထော်တဲ့အသီးနှံတွေနဲ့ထန်းရဲ့အစင်းငယ်ကိုရှောင်ရှားဖို့လက်ကိုစနစ်တကျစေကြဖို့နေမကောင်းတဲ့သူတွေကိုပြုစုရင်တကိုယ်ရဲ့ကာကွယ်ရေးဝတ်စုံသုံးဆွဲဖို့လိုမျိုးရှင်းလင်းပြီးလက်တွေ့ကျတဲ့နီလန်းတွေကိုလိုက်နာဖို့တိုက်တွန်းထားပါတယ်။ဒီကူးစက်မှုဟာဒေတာတွေပြတ်တက်တာတကူကြမှုပဲကမ္ဘာလုံးဆိုင်ရာကျန်းမာရေးဆိုင်ရာတက်ရောက်မှုတွေရှိနေပါတယ်။ဒါဟာအခုမှဖြစ်တဲ့ပြဿနာမဟုတ်ပါဘူး။လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကျော်လုံးမလေးရှားဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံတွေမှာနီပါ virus ဟာအကြိမ်ကြိမ်ဖန်လဲပေါ်ပေါက်ခဲ့ပြီးသေဆုံးမှုများစွာကိုဖြစ်စေခဲ့ပါတယ်။အခုအနောက်ဘင်္ဂလားပြည်နယ်မှာဆိုရင်ဒါဟာစကူနှစ်အတွင်းပထမဆုံးချိန်ပြန်ပေါ်လာတာဖြစ်ပြီးဒီ virus ရဲ့ချင်းချောက်မှုဟာဒေတာကျွေးမှာအမြဲရှိနေတဲ့ဆိုတာကိုပြသနေပါတယ်။သေဆုံးနှုန်းမြင့်မားမှုနဲ့ကာကွယ်တားဆီးရေးနည်းလမ်းတွေမရှိတာကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနီပါ virus ကိုအရေးပေါ်သုတေသနတွေလုပ်ဖို့လိုအပ်တဲ့ပြင်းထန်တဲ့ကမ္ဘာလုံးဆိုင်ရာချင်းချောက်မှုအဖြစ်သတ်မှတ်ထားပါတယ်။ဒီ virus ရဲ့အန်ဒရီယာဘယ်လောက်ကြီးမားလဲဆိုရင်2011ခုနှစ်ကနာမည်ကြီးရုပ်ရှင် Contagion ထဲကကမ္ဘာကပ်ရောဂါဖြစ်စေတဲ့ MEV1 virus ဟာ Nipah virus ကိုခြေခံပြီးဖန်တီးထားတာဖြစ်ပါတယ်။ဒါကတောင်ကျွမ်းကျင်သူတွေစိုးရိမ်မှုကိုထင်ဟပ်စေတယ်။ဒါဟာလေးနက်စင်စဲရမယ့်မိခွန်းတစ်ခုပါ။အန်ဒီရီကိုနားလည်ပြီးကြိုတင်ပြင်ဆင်ထားခြင်းဟာမိမိကိုယ်ကိုနဲ့မိမိတို့ရဲ့အတိုင်းဝိုင်းကိုကာကွယ်ဖို့ပထမဆုံးခြေလှမ်းချစ်လို့ပါပဲ။